ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတရုံးသည်အမိန့်အမှတ်39/2026အား1388ခုနှစ်ကဆုံလဆန်း2ရက်2026ခုနှစ်ဧပြီလ18ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ပါသည်။အဲ့ဒီအမိန့်အပြည့်စုံမှာပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်မြန်မာနှစ်သိမင်္ဂလာအခါသမယအထိမ်းအမှတ်အဖြစ်၎င်းပြည်သူလူထုနှလုံးစိမ်ဝမ်းအေဂျင်စီနှင့်လူသားချင်းစာနာထောက်ထားမှုကိုအလေးထားသောအဖြစ်၎င်းနိုင်ငံတော်သမ္မတသည်အကျဉ်းထောင်အချုပ်ထောင်အကျဉ်းစခန်းအသီးသီးမှပြည်ထံကြားခံလျက်ရှိတဲ့အကျဉ်းသားအကျဉ်းသူများကိုပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှ204ပုံမှခွဲကကြီးအရ1388ခုနှစ်ကဆုံလဆန်း2ရက်ခရစ်နှစ်2026ခုနှစ်ဧပြီလ18ရက်နေ့မတိုင်မီကျူးလွန်ခဲ့တဲ့ပြစ်မှုတစ်ခုခုနဲ့ဆက်လင်း၍ပြည်ထံချမှတ်ခြင်းခံရပြီးပါကရင်းတို့ကြားခံနေရတဲ့ပြည်ထံအသီးသီးကိုအောက်ပါအတိုင်းပြည်ထံမှလူငိမ့်သက်သာခွင့်ပေးလိုက်သည်၁တေတံပြည်ထံကြားခံနေရသူများကိုထောင်ဒဏ်တစ်သက်ပြည်ထံသို့ပြောင်းလဲကြားခံစေရန်၂ထောင်ဒဏ်တစ်သက်နှင့်နေအကန့်အသတ်မရှိထောင်ဒဏ်ကြားခံနေရသူများကိုထောင်ဒဏ်နှစ်40သို့လျှော့ပေါ့ကြားခံစေရန်အရင်ပြည်ထံလွန်ငယ်ခွေအမိန့်များအရာတေတံမှထောင်ဒဏ်တစ်သက်သို့ပြောင်းလဲထားသူများမပေါ3ထောင်ဒဏ်နှစ်40အထက်ကြားခံနေရသူများကိုထောင်ဒဏ်နှစ်40သို့ပြောင်းလဲကြားခံစေရန်4ထောင်ဒဏ်နှစ်40နဲ့အောက်ကြားခံနေရသူများကိုရင်းတို့ကြားခံရန်ကြံရှိတဲ့ပြည်တံရိပ်6ပုံတစ်ပုံအားရှော့ပေါ့ကြားခံစေရန်ပုံမင်းအောင်လှိုင်နိုင်ငံတော်သမ္မတမြန်မာနိုင်ငံတော်ဟူ၍ဖော်ပြပါရှိပါရရှင်။